brother တို့ကိုတစ်ချက်တော့ပြန်ပြီးကြည့်ပါအောင်ဒီနေ့ကတကယ်လုံးလုံးပဲကွာဆိုပြီးစပွဲမှာထိုင်လိုက်တယ်ဖုန်းကိုကိုယ့်ဘက်မှာပြစ်ထားလိုက်တယ်ဒါပေမဲ့အဲ့ဒီဖုန်းကဟောက်လမ်းပေါ်နေတယ်လို့ပဲတစ်ချက်ကြည့်လိုက်မိတယ်အဲ့ဒီကနေတစ်စင်းအနက်နဲ့ပေါ်ကနေဗီဒီယိုကြီးကြည့်တယ်အဲ့ဒီကနေမှတစ်စင်းလိမ့်ဆန်နေမှာတူကောင်းရှိလားမရှိလားဆိုတာကို3နိုင်တော့ထိုင်ကြည့်နေမိတာဒါလည်းအဲ့လိုပါပဲမင်းတို့လည်းအဲ့လိုကြုံမှုကြမှာပါတကယ်တော့လေကျွန်တော်တို့ကပြင်းနေလို့မဟုတ်ပါဘူးရှင်နေခေတ်ကြီးမှာကျွန်တော်တို့အားလုံးရဆိုင်နေရတဲ့အကြီးမားဆုံးရံမှုပါအဲ့ဒီအာရုံစူးစိုက်မှုဆိုတာပါပဲပတ်စံရှာဖို့ဆိုတာထက်ကိုယ်ခက်ခဲတာကကိုယ်အလုပ်ကိုအာရုံစိုက်ဖို့ပါပဲဘာလို့လဲဆိုတော့ပုံတွေအင်တာနက်တွေကကျွန်တော်တို့ရဲ့အုံနောက်ကိုကျွန်တော်တို့ထပ်ပို့တည်နေတယ်သူတို့ကကျွန်တော်တို့ကိုဆွဲလန်းအောင်လုပ်ထားတာအဲ့ဒီတော့ကျွန်တော်တို့ကလုံးလုံးနေလို့ထင်နေနေတကယ်တမ်းကျဘာမှမပြီးမှတဲ့သူတွေဖြစ်ကုန်တာပေါ့ဒါပေမဲ့အောင်မြင်တဲ့သူတွေကျတော့ဒီဘွားကနေထပ်ဖို့သူ့ရဲ့ချက်တစ်ခုတည်ထားတယ်ဒါကစိတ်နစ်ပြီးလုံးတာပါပဲဘာကိုပြောရလဲဆိုရင်အခုလုံးနေရင်ပုံမှန်ကြည့်ဖို့ပြေးသွားတဲ့အထိအချိန်ကုန်မှန်းတော့မသိအောင်အာရုံစိုက်ပြီးလုံးလွတ်တာမျိုးပေါ့အဲ့လိုမျိုးစိတ်အစွမ်းတွေအကုန်စုပြုံပြီးအလုပ်ထဲမြင့်ဝင်နေတဲ့အချိန်မျိုးမှာမင်းရဲ့အကောင်းဆုံးစွမ်းရည်ကိုထုတ်နိုင်မှာပါအဲ့ဒီတော့ဘာလုပ်မလဲပုံချင်အောင်လေးထည့်ထားလိုက်ပါပုံကိုလိုက်ရှာတာပြင်းတော့လုပ်ထားလိုက်တာအကောင်းဆုံးပါပဲနောက်တစ်ခုကအလုပ်တွေကိုတစ်ကြိမ်နဲ့အများကြီးလုပ်နေရလို့ကိုရက်လိုက်ပါအဲ့ဒါအရန်တော်လည်းထင်ရပြီမဲ့တကယ်တော့ဘာမှမပြီးမြောက်အောင်ချက်စီးနေတာပဲဒီနေ့ကစပြီးလုပ်တစ်ခုလုပ်ပါအဲ့ဒါကိုအပြီးလုပ်ပါအဲ့ဒါကမှတကယ်အောင်နေတဲ့လူတွေလိုအပ်ချက်ပါပဲဒီဘက်မှာတော့အာရုံစူးစိုက်မှုဒီဆောင်ကြီးအကြောင်းပြောခဲ့ကြပြီမဲ့ကိုကအာရုံစိုက်လာနိုင်ပြီဆိုရင်နောက်တစ်ဆင့်ကပါတယ်ပတ်စံချပေးဖို့ပါပဲဒါပေမဲ့မေးစရာရှိတာကမင်းခုလုပ်နေတဲ့အလုပ်ကတကယ်ပဲမင်းကိုဝေကြီးရလုံခြုံမှုရှိစေရလားတော်တော်များများကပတ်စံကိုစုလိုက်ရုံနဲ့အောင်မြင်မယ်ထင်နေရတယ်တကယ်တော့မဟုတ်ဘူးငွေစုရတဲ့ပတ်စံကိုတိုးပါလာအောင်လုပ်ဖို့လိုပါတယ်နောက်တစ်ပတ်မှာတော့ငွေကြီးစီမံခန့်ခွဲမှုအကြောင်းကိုအသေးစိတ်ပြောပြပေးပါမယ်ရင်ကကြားဦးနေကြငွေစုနည်းအဟောင်းတွေကဒီခင်းနဲ့ကန့်ကျင်သေးရလားအဲ့ဒီနည်းလက်ဟောင်းတွေကိုဒီခင်းနဲ့အညီဘလို့ပြင်သုံးလဲဆိုတာတစ်သေးချာပြောပြပေးပါမယ်အဲ့ဒါကြောင့်နောက်တစ်ပတ်မှာတော့ကိုလက်မလို့စီချင်ပါဘူးအခုချက်ချင်းကိုမမရေးခဲ့ပါဦးမင်းအလုပ်တွေအများကြီးလုပ်နေတဲ့အချိန်မှာစိတ်နှောက်ချက်ပေးတဲ့အရာကပါလေကိုကိုယူသားဖြည့်ခဲ့ပြီပါနောက်တစ်ပတ်ငွေကြီးအကြောင်းဆက်ပြောကြမယ်နော်